မင်္ဂလာပါကျွန်တော်ဒီနေ့တီးပြမယ်တချင်ကတော့ဇော်ဝင်းတို့ရဲ့ရေးစားဥဇလံဟိုကျွန်တော်တို့ဒီရတန်တီးရှင်တဲ့ညီကိုပဲကျွန်တော်တို့ solo lead တီးရှင်တဲ့လူတွေအတွက်ကျွန်တော်ကသင်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့သူ့ရဲ့ key ကတော့ F ပေါ့ F ဆိုတော့ F နဲ့ပဲစမယ်ကျွန်တော်တို့ပုံသေးတော့မရှိဘူးပေါ့သူကအချိုလေးတွေဆိုတော့သူကဒီ do fa ဆိုအဲ့လိုမျိုးလာတော့သူက do fa ဆိုအချိုဆိုတော့အဲ့လိုမျိုးနဲ့ F နဲ့ပဲအရင်စားတယ်ပေါ့ကျွန်တော်တို့2နဲ့ပဲသူကကျွန်တော်တို့ကုတ်တာတော့ကျွန်တော်တို့တိကျပြီးတော့လို့ပေါ့ကျွန်တော်တို့က show weight ဒီမှာမဟုတ်တာဒီတိုင်းဆိုမယ်ဆိုရင်ကျွန်တော်တို့ F နဲ့စားတယ်ကျွန်တော်လည်းဒီသူက F ရဲ့သူ့မှာပါတဲ့ key တွေက chord တွေက F ရဲ့နောက်တို့ B flat ရဲ့ F ကတော့ကျွန်တော်တိကျတယ်ဒါကျွန်တော် E minor ကိုလို့လက်ဟိုပေါ့ကျွန်တော်တို့ဒီလိုကိုင်းနေမှာအများဆိုကအဲ့ရကိုကျွန်တော်တို့ဒီလက်တန်းနဲ့လက်သက်ကျွန်းနဲ့အဲ့လိုကိုင်ပြီးကျွန်တော်တို့ဒီဘက်ကိုတစ်ကွက်တိုးကျွန်တော်တို့3ကျိုးဟိုပေါ့3ကျိုး2ကွက်မှာလက်ညှိုးထည့်ပြီးလက်ညှိုးကကျွန်တော်တို့အကုန်အုပ်လိုက်ပဲအကုန်မအုပ်နိုင်လဲကျွန်တော်တို့ဒီလိုအောက်ဆုံး2ကျိုးလေးကိုပဲရပါတယ်ဒီလိုလေးကိုင်တာလေးပို့အဆင်ပြေလောက်တယ်ပေါ့ကျွန်တော်တို့ F ရဲ့ကျွန်တော် B flat ဆိုတာတော့ F နဲ့တစ်ကွက်ထည့်ပဲကျွန်တော်ဒီ3ကျိုးပေါ့3ကျိုး3ကွက်ကနဲ့3လေးကိုကျွန်တော်လက်သက်ကျွန်းနဲ့ဖိမယ်လက်သက်ကျွန်းနဲ့ဖိမယ်ကိုကလက်တန်းအတန်းနဲ့ဆိုတော့လက်တန်းနဲ့ကျွန်တော်ကတော့လက်တန်းမတန်းလို့လက်သက်ကျွန်းနဲ့ဖိတယ်ပြီးကြတော့ဒီမှာကျွန်တော်တို့လက်ညှိုးထည့်တယ် B flat ပေါ့ပြီးတော့ကျွန်တော် C ပါမယ် C မှာအဲ့ဆို C ကကျွန်တော်ဒါC အလိုကိုင်းအများစုကတော့အလိုကိုင်းကြပါပေါ့ကျွန်တော်တို့အခုဒီသချင်းမှာကျတော့လိုက်ရောညီထွေဖြစ်ဖြစ်အောင်ကိုင်းလည်းပို့ပြီးတော့အဆင်ပြေတော့သူကဒီမှာ B flat ဆိုတော့ကျွန်တော်တို့ဒီမှာ B ဗျာ B နဲ့ C နဲ့ကတ်တယ်ဆိုတော့ C ကျွန်တော်မျိုးအဲအောင်ကျွန်တော်နဲ့တီးပြအောင်နော်အချစ်စားဘဝကလူရဲ့လေရွှေငယ်ငယ်ယူသားတဲ့တဲ့ကလေးနုငယ်ငယ်ဘိုးလုံးကတော့တေကပြူရောင်မဝိနာရဲ့စေစတူစွန်တဲ့နော်စီလိုကိုင်းလိုက်လဲရတယ်ဦးဆိုချင်ချင်ရဲ့စတဲ့ကိုရဲ့ဘဝကြီးကတစ်ချက်ပဲကျွန်တော်ဒါကျွန်တော်အစားဆုံးသူအဲ့ရတွေပဲပါပဲကျွန်တော်ပြီးရင်ကျွန်တော်အောက်က description ထဲမှာကျွန်တော်comment ထဲမှာကျွန်တော်ထည့်ပေးထားပါမယ်နော်ဒီ code ထည့်ပေးထားမယ် do fa ဆိုတော့ကျွန်တော်ဒီလေးရတယ်ကျွန်တော်အခုတီးပြမယ်နော်တီးပြီးကျွန်တော်တင်ပေးပါအောင်ရချစ်တဲ့ဖြစ်ပေါ်တော့ကြလဲစဉ်းစားတိုင်းတော့တတ်တာလို့ဆိုလို့ဟုတ်တည်ရကျွန်တော်တို့ဒီ F ရဲ့ key ပေါ့ကျွန်တော် do re mi အခြေခံသိတဲ့သူတွေကတော့ F ကဒီမှာပဲနောက်ဒါခုနအတိုင်း C နဲ့သွားဆို C နဲ့ D နဲ့ဝေးတယ် D နဲ့ဝေးတယ် E နဲ့ F နဲ့ကတ်တယ်အဲဆိုကျွန်တော်တို့လာဒိုမီလာအဲကျွန်တော် F ပေါ့ F ရဲ့အဲကျွန်တော်တို့သူကလာဒီဒိုရီမီဖန်နောက်အကွက်နဲ့ပြောမှဆိုတော့12ကွက်ရဲ့ဒီလေးကျိုးလာပြီးတော့ဒါကျွန်တော်တို့ဟိုပါပေါ့6ကွက်မှာအဲ့လိုဒီမဲ့တော့ပြီးရင်ကျွန်တော်10ကွက်ကိုသွားမယ်တော့အဲ့လိုယူတိုင်းယူပါဒါမှမဟုတ်ကိုကဒီလိုလက်တန်းသိမ့်မသုံးချင်ဆိုရင်ဒီလက်ညှို့ရှေ့တိုးလိုက်ပါနှမျိုးလုံးသုံးချင်တော့သုံးလို့ရဟာမှာလာဒီဒိုးကိုင်းထားတဲ့ကွက်မှာပဲကျွန်တော်အောက်ကျိုးကိုတီးလိုက်မယ်ပြီးရင်ကျွန်တော်တို့ re mi fa so ကျွန်တော်12ကွက်3ကျိုး
ပြင်10ကွက်နှစ်ကျိုးပြင်17ကွက်နှစ်ကျိုးပြင်ကျွန်တော်တကွက်ကြော်လိုက်မယ်ပေါ့ဒီမှာ73ကွက်နှစ်ကျိုးအဲကျွန်တော်တို့ဒီ6လောက်တစ်ချက်မှာကျွန်တော်တို့ 1B မှာကျွန်တော်၄လုံးတီးတဲ့ဟာပေါ့အတက်လေးချက်အစင်းလေးချက်တီးပြပါနော်ကျွန်တော် ready ပါပြင်ကျွန်တော်ဒီတပုံစံနဲ့ပဲပေါ့ဒီ10ကွက်ပေါ့10ကွက်မှာပြင်10စနစ်73 10စနစ်3ကျွန်တော်တီးပြအောင်နော်ဖြည်းဖြည်းတင်းကျွန်တော်ဒီမှာ so fa mi so la ကျွန်တော် so ကကြတော့73ကွက်နှစ်ကျိုးကျွန်တော်ခုနက mi fa so la အဲ့လိုကိုင်းရတဲ့နေရာမှာ so fa mi so fa mi so fa mi so la ဆွဲလိုက်ပေါ့ကျွန်တော်တို့ဒီ15ကွက်တိနော်ဒီအတူရဲ့အပေါ်မှာဆိုရှိရဲ့အမြဲတမ်းပေါ့ဒီအောက်ကျိုးတွေမှာတက်ရောက်တယ်ပေါ့ဆွဲလိုက်ပဲပြီးတော့ကျွန်တော်ခုနဒီကင်ခဲ့တဲ့ဟာမှာပဲဒီ fa ပေါ့ဒီ fa so fa နဲ့ဆိုနေတကွာဝေးတယ် fa so mi နဲ့ fa နဲ့ကတ်တယ် mi fa so mi fa နောက်ဒီ la di do re အဲ့လိုပထမကင်ခဲ့မှာfa so mi fa re mi do re fa so mi fa re mi do re do re do so so la 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 so me so တော့ဒီလာပေါ့ကျွန်တော်တို့ဒီ F ဒီလိုကန်နေချိန်မှာကျွန်တော်ဒီအောက်ဆုံးကျိုးလိုကန်မယ်ပြီးရင်73ကွက်ဟောနှစ်ကျိုးပြီးရင်ကျွန်တော်တို့ဒီ10ကွက်နှစ်ကျိုးပြီး73ကွက်ကိုပြန်သွားမယ်ကျွန်တော်ဖြည်းဖြည်းလေးပြန်ပြီးပြမယ်နော်ဒီဒိုရဲ့ရှင်းမှာတီးရဒိုတီဒိုဆိုအနှုတ်နဲ့ကျွန်တော်ရွတ်ပြမယ်နော်လာတီဒိုရေမီဖာဆိုလာတီဒိုဆိုဖာမီဆိုလာဖာဆိုမီဖာရေမီဒိုရေဒိုတီဒိုဆိုလာလာလာဆိုမီဆိုကျွန်တော်ပြရရင်လာတီဒိုမီဖာဆိုလာတီဒိုမီဒိုတီလာတီဖာမီရေဒိုတီလာဆိုmi re do ti da so တို့ဒီ F ဆိုဒီမှာ D ဒီမှာ E ဒီမှာ E နဲ့ F နဲ့ကတ်တယ်တို့ကဒီနှလုံးတွဲပေါ့ကျွန်တော်တကယ်တော့ do re mi mi fa အဲ့ဒါကိုတွဲတာပါအဲကျွန်တော်တို့ကကိုလို့ bro စိတ်ကြိုက်တယ်လို့တွဲလို့ရတယ်ဒါမှမဟုတ်တော့တစ်ခါတည်းတီးလိုက်လို့ရပါကျွန်တော်အဲ့ဆိုကျွန်တော်အစားဆုံးလေးပြန်တီးပြမယ်နော်ကျွန်တော်ကောရဲ့အစားကျွန်တော်ပြန်တီးပြမယ်လက်ခက်ကကြတော့ကျွန်တော်တို့တော့ down up and down အဲ့လိုမျိုးပေါ့ down up down up နောက်ပြီးတော့ပထမကျပြီးရင် down up 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 နောက်လို့တီးအောင်နော်ပြန်စကားပြောရစားတဲ့နူအတွေ့နူချစ်လေး
comment ထဲမှာမေးနိုင်ပါတယ်နောက်ထပ်pro တီးချင်တဲ့သချင်းတွေရှင်လဲကျွန်တော်ရှာဖွေပြီးတော့ကျွန်တော်လေ့ကျင့်ခန်းလေးကျွန်တော်လုပ်ပေးပါမယ်ဗျကျွန်တော် YouTube channel လေးကို subscribe လုပ်ပေးကြပါ